ဘယ်ဟိုအောက်ကအတန်းပေါ်တော့မှာ ခင်ဗျာတလုံးပဲရပါဗျာတော့ဘူးတော့ဟင်ကျန်းကိုနှစ်ပြလိုက်ရဗျာတော့ရ နှစ်တန်းတစ်ခုရှေးပိုင်းကနည်းနည်းနေနေတာ အဲ့အရှိပိုင်းမရောက်ဘူးအရှိပင်နာရမရောက်ဘူး အဲ့ကောင်မလို့ဒီအဲ့ဒီကတ်ချင်ကတ်မကတ်ချင်လို့ဒီအဲ့ဘက်ကငရုတ်ပင်နာမှာလေဘာဖြစ်နေလဲဒီတောင်းတန်း မဟုတ်အဲ့ဆိုရင်ကျွန်တော်တို့ကခါးကိုမထားနဲ့ဒီတန်းကိုဒီနားလေးထားနော်ဒါဆိုရင်ရှေးကငရုတ်ပင်ရမယ်မိမယ်ဒါမမိတမီဖြစ်နေတာမိတော့မိပါတယ်ဗျ မမိတမီပြီးပြင်တယ်အဲ့လို အဲ့ဟိုဘက်ကအတန်းကိုတော့ရှေ့ခါးတန်းဟိုဘက်ကအတန်းလည်းမိတယ်ထင်တယ် ဒီတန်းလည်းဟုတ်ဗျာ ဟောမိတော့မိတယ်ကိုဒီနားလေးမှာတစ်ခုထပ်ပြီးတော့ထဲဖို့လိုတယ်တစ်ဆက်ဒီဘားနားလေးမှာဒီဘားနားလေးမှာတစ်ခုထည့်ဒါဆိုရင်ဒီဘက်ကိုတော့ရေတော့ဆင်မယ်ဒါမှမဟုတ်အဲ့လိုမထဲချင်နည်းနည်းလေးဒီဘက်တို့ ကျွန်တော်ပြောရတယ်ဒီဘက်ကိုကတ်တယ် ဟုတ်တယ်ဘာလို့ဒီဘက်ကိုရောက်တယ်ဒါပေမဲ့နည်းနည်းလေးနေနေရေမကြီးဟိုဟာဖြစ်တာလည်းပါမယ်ထင်တယ်ရေအားများရင်ရောက်တယ်ဒါပေမဲ့ဟိုဘက်အစာလေးနည်းနည်းဟိုဟာဖြစ်နေတာအများကြီးမဟုတ်ဟိုဟာလောက်လေးလက်မလောက်အဲ့ဒီဘက်ကလာရင်ရောက်ဟမ်ဘာကြီးကြီးอ่ะဩဟိုအောက်မှာဒါဘာမှဖြစ်ပါဘူးလုံနေ မေးနေရောက်တယ်မစိုးတလောက်နေနေ သူကလည်းလီး ဒီကောင်ကြဒီမြောင်းကကြတော့တော်တော်နတ်သွားနော်ဒီထက်ကြတော့ရေတောင်လျှောက်လွတ်ပေးလိုက်တာနော်အဲ့လိုလေရတာပဲနော် ရတယ်လေ ဒီအောက်ကိုရေလွတ်ပေးလိုက်တာဆိုလေဖြစ်တာအဲ့ဆိုရင်တော့ပိုက်ရှိသေးအောင်မလို့တော့မစိုးပါဘူးပိုက်တစ်လောက်ရောက်တယ်ဆိုရင်နည်းနည်းလေးရှင်းသားလေးကပ်ပြီး ဒီဘက်ဟို ဟုတ်တယ် အလေတန်းတို့ဒီဘက် ဟုတ်ရေရမြင်လားထိတ်အထိသွားစုပြီးတော့မှထိတ်ကအားတန်တယ်အောက်ကိုတော့ဟိုဟာဖြစ်ကိုကြီးလောလောဆယ်ပိုင်းနေထိုးပြီးဟိုဘက်အချမ်းကရေလိုနေကျွန်တော်တို့ဟိုဘက်အနောက် ဟုတ်တယ်နား အနောက်တောင်ဘက်ချမ်း အဲ့ကောင်လောပဲပိုက်နဲ့ပြောပြီးတော့တင်ရတယ်ဘယ်တော့လဲဒါလုံညာအဲ့ဘက်ကိုလုံနေ ဟုတ်ပါခုဒီရလည်းခရိုးကလည်းပြီးသလောက်သွားနေပါညှိရှင်းရုံပဲတန်တော့ခရိုးကဒါလေးတန်တာဟုတ်ပါမနေ့ဖန်တနေ့ကုန်လောက်တော့သွားရမှာပဲ မဟုတ်ပါဘူးရနော် ဒီဘက်မြေတွေနဲ့ပို့ ဒီဒီကို မြေကြီးဖို့တာထွင်ရတာနည်းနည်းလေးရွာလူတွေကလည်းရအောင်လိုပြီးဆိုမရဘူးနောက်ကျလူတွေရသွားပြီဆိုကိုကြီးအလုပ်ရှိသေးလားခေါ်ပါအောင်ဆိုပြီးတော့လာတော့ကောင်းမှဘူးတွေကဘာဖြစ်တာတော့ အဒီကကောင်လိုက် ဟင်း ဟိုပါအမုံလေးတွေကောင်း ဟိုဟာကြည့် တနခါထူထူလေးလူထားလေကိုကြီးခုမှကြည့်မိတာပဲနဲ့ဟိုဟာတတကီတီဖြစ်နေဆယ်လုံးကမကောက်ဟိုတင်ရကျိုးပါ ဟုတ်တယ် သူ့တန်တေးရင်းနဲ့ အဲ့တန်နေရကျတော့ဟိုကောင်လည်းဒီသွားခေါ်ခြင်းလေး ဘယ်ဟာဆက်လား ဒီကောင်က ဟမ် ဒီလေးလည်းမအား ဟိုဟာလေပိုက်ဒီစပန်ကလာဝေရင်းနဲ့မှသွားကြတော့လေတူကြီးနဲ့စပန်ကလာဝေဆိုလဲကိုကြီးတော့ညနေခင်းဟိုဟာခဏတစ်ဖြုတ်လောက်သွားမှဖြစ်တော့မယ်ဘာလို့ဆိုရေရလိုပြီနိ
သူကမနိုင်ရေကဒီနားလေးမှာတော်တော်လေးထွက်